ဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဖះเจ้าရှိရာသွေးစွန်းသောဟင်းသာရုပ်ဆိုတဲ့ပရာလောကဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ငါတို့မျက်စိမာလာမသိဘူးနော်ကြောက်စရာကြီးကွာညင်းတဲ့တကောင်ရံရဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့လမ်းမကြီးပေါ်မှာပါဒီရက်ွက်ထဲမှာနေထိုင်တဲ့ဥတာစီဆိုတဲ့အဖိုးတယောက်ကလမ်းမတိုင်းစပိန်လေးကိုအေးလူလူနဲ့နင်းလာခဲ့ပါတယ်အဲ့ဒီခေတ်တုန်းကတော့ဒီလမ်းကလမ်းကျင်းလေးသာဖြစ်ပြီးတော့လမ်းဘေးတစ်လျှောက်မှာလည်းခြုံရွယ်ပိတ်ပေါင်းနေနဲ့ထူထပ်နေခဲ့တာပါရုတ်တရက်ဖះเจ้าဝန်တကားဝါရှိကိုရောက်မှာတော့ဥတာစီကစပိန်ဘရိတ်ကိုကြွိကနေမြည်အောင်အရှိန်ပြင်းပြင်းနဲ့အုပ်လိုက်ပါတယ်ဟမ်ဟင်းသာယုတ်ကြီးကဘယ်ရောက်သွားဥတာစီတယောက်အံ့ဩတုန်လုံးစွာနဲ့လိုက်ကြည့်နေမိပါတယ်။ဘာလို့လဲဆိုတော့ပုံမှန်ဆိုရင်ဒီဖះเจ้าရှိမှကြီးမားလာတဲ့ဟင်းသာယုတ်ထုကြီးတစ်ခုကအမြဲတမ်းရှိနေကြမှာပါ။အဲ့ဒီအချိန်မှာပဲလေးလံလာတဲ့ခြေတံကြီးတစ်ခုကိုကြားလိုက်ရလို့ဥတာစီလဲကြည့်လိုက်တဲ့အခါဟင်းသာယုတ်ကြီးကတခြားဘက်မှာတွားပြီးတော့ရက်နေတာကိုမြင်လိုက်ရပါတယ်။အဲဒီလောက်ကြီးမားလာတဲ့ယုတ်ထုကြီးကတခြားတစ်ဖက်စီကိုဘလို့နီးနဲ့ရောက်သွားလဲဆိုတော့တွေးကြည့်ရင်လည်းဥတာစီတယောက်ထိတ်လန့်သွားခဲ့ပါတယ်။ပို့ပြီးတော့ကြောက်စရာကောင်းတာကတော့အဲ့ဒီဟင်းသာယုတ်ကြီးရဲ့နှုတ်သီးမှာလက်လက်ဆက်ဆက်သွေးစွန်းနေတဲ့အစအနတွေကိုတွေးလိုက်ရတာပါ။ဥတာစီကတကူလုံးကြက်သိမ်းမွင်းချင်းတွေထသွားခဲ့ပါတယ်။ဟင်းသာယုတ်ကြီးရဲ့ပြူးကျယ်နေတဲ့မျက်လုံးစုံကသူ့ကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားလိုက်ရတာကြောင့်စပိန်ကိုအမြန်ဆုံးနင်းပြီးတော့အိမ်ကိုတုတ်ချီတင်ပြေးပါတော့တယ်။တပည့်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ပါဖေ။ဟင်းသာယုတ်ကြီးကအခြားတစ်ဖက်မှာတွားပြီးတော့ရက်နေတာအမှန်ပါပဲဖေ။နောက်တနေ့မနက်အစောကြီးမှာတော့ဥတာစီကရွာသားတချို့နဲ့အတူကျောင်းနိုင်ဆရာတော်စီကိုရောက်လာခဲ့ပါတယ်။ဆရာတော်ကဒီကျောင်းကိုရောက်တာမကြသေးတဲ့အရှင်မြတ်တစ်ပါးပါ။ဒီဟင်းသာယုတ်ကသူ့နေရာနဲ့သူရှိရမှာပဲမဟုတ်ဘူးလားတကားကြီးရဲ့။တကားကြီးကဟင်းသာယုတ်ကြီးကသူ့လိုလိုလမ်းလျှောက်သွားတယ်ဆိုပြီးတော့ပြောကျင်တာလား။တကယ်ပါဗျာတပည့်တော်အမှန်တိုင်းပြောနေရပါဗျာဥဒစီတွေမကပဲနဲ့တခြားရွာသားတွေကလည်းဒီဟင်းသာယုတ်ကြီးကလှုပ်ရှားနေတာကိုတွေ့ခဲ့မှုတဲ့အကြောင်းဝိုင်းဝန်းပြီးတော့ထောက်ခံကြပါတယ်ဟင်းသာယုတ်ကြီးကအသက်ဝင်နေပြီးတော့ညဘက်တွေဆိုရင်လူတွေကိုလိုက်လံစားတောက်တတ်တယ်ဆိုပြီးတော့ရွာထဲမှာကောလောဟာလာတွေလည်းပြန့်နှံ့နေပါတယ်အဲဒါကြောင့်လည်းနှုတ်သီးမှာသွေးစွန်းနေတာကိုသူတို့တွေကယုံကြည်နေကြတာပါဒါပေမဲ့လည်းဆရာတော်ကတော့ဒါတွေကိုမယုံကြည်ပါဘူးဒါရုပ်ထုပေါ်မှာစွန့်ထင်းနေတဲ့ရင်ညစ်တွေဒါမှမဟုတ်ဆေးကွက်တွေပဲဖြစ်မှာဆိုပြီးတော့မိန်ကြားလိုက်ပါတယ်ကျုံနဲ့ကြော်ကြီးဆိုရင်ဒီလမ်းကိုနေ့တိုင်းဖြတ်သွားနေရပဲလေဘာမှလည်းမတွေ့ပါဘူးရွာသားတွေကတော့ဟုတ်တော်ရှိမဟုတ်တော်ရှိရှောက်ပြောနေကြတာရွာတွေကလူငယ်တယောက်ဖြစ်တဲ့အောင်ကြီးကတော့ခက်ရှစ်ရှစ်ပြောလိုက်ပါတယ်သူတငယ်ချင်းကြော်ကြီးကလည်းဘေးနားကနေခေါင်းငိမ်ပြီးတော့ထောက်ခံနေပါတယ်ဆရာတော်ကလည်းဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေကိုစက်မပြောကြဘူးနဲ့တားမြစ်ပြီးတော့အားလုံးကိုအိမ်ပြန်လွှတ်လိုက်ပါတယ်အဲဒီညမှာလည်းအောင်ကြီးနဲ့ကြော်ကြီးတို့တငယ်ချင်းနှစ်ယောက်ကတခြားရွာကိုသွားလှည့်ပြီးတော့ဆိုင်ငယ်တစ်စီးနဲ့ပြန်လာခဲ့ကြပါတယ်သူတို့နေအောင်မြို့ထဲကိုရောက်လာတဲ့အချိန်မှာပဲကောင်းကင်ကြီးကမှောင်မှောင်မဲမဲနဲ့မိုးရွာတော့မဲ့ပုံစံဖြစ်လာခဲ့ပါတယ်မကြခင်မှာပဲမိုးဆက်မိုးပေါက်တွေကစတင်ပြီးတော့ကျလာပါတော့တယ်ပတ်ဝန်းကျင်တစ်ခုလုံးအမောင်တီးကျနေတဲ့ကြားကနေသူတို့နှစ်ယောက်ကအဝေးကနေလက်မြင်နေရတဲ့ဟင်းသာယုတ်ကြီးကိုကြည့်ပြီးတော့အော်ဖះเจ้าနာရောက်ပြီပဲမကြခင်မှာငါတို့ရွာရောက်တော့မယ်အဲ့လိုတွေးလိုက်မိကြပါတယ်ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတဲ့ကြော်ကြီးကတော့ခဏလေးပဲမျက်စိလွှဲလိုက်ပြီးတော့ပြန်ကြည့်မှတော့မြင်လေးရတဲ့မြင်ကွင်းကြောင့်သူ့တငယ်ချင်းကိုအလန့်တကြားနဲ့လက်ကုပ်လိုက်မိပါတယ်အော်ဟင်းသာယုတ်ကြီးမရှိတော့ဘူးကွာဟင်းသာယုတ်ကြီးပျောက်သွားပြီအောင်ကြီးကဆိုင်ကယ်မီးကိုအချက်ပြလိုက်ပြီးတော့လမ်းမေးမှာဆိုင်ကယ်ကိုထိုးရက်လိုက်ပါတယ်ကြော်ကြီးကိုလည်းအော်ငေါ့လိုက်ပါတယ်မိဘကြီးလျှောက်ပြောနေလေကွာခေအောင်6ချားနဲ့ကျော်ကြီးကတော့ရှေ့ကိုပဲလက်ညှိုးထိုးပြပြီးတော့ဖះเจ้าရှိရဟင်းသာယုတ်ကြီးမရှိတော့တဲ့အကြောင်းကိုပဲထက်ကပြောနေပါတယ်။အောင်ကြီးလဲကြည့်လိုက်တဲ့အခါမှာတော့တကယ်ပဲကြီးမားလာတဲ့ဟင်းသာယုတ်ထုကြီးကပျောက်ချင်းမလားပျောက်နေတာကိုတွေ့လိုက်ရပါတယ်။ဟမ်ဒါဆိုအဖိုးသားစီပြောတာတကယ်ပဲလားဟင်းသာယုတ်ကြီးကတကယ်လမ်းလျှောက်တတ်တာလားငါတို့ပဲမျက်စိမားနေရလားသူတို့နှစ်ယောက်စလုံးမျက်လုံးကိုပုတ်ပြီးတော့တေချာပြန်ကြည့်ပေမဲ့လည်းဟင်းသာယုတ်ကြီးကတော့ရှိမနေပါဘူး။အဲဒီအချိန်မှာပဲသူတို့ရဲ့ခေါင်းပေါ်ကနေမဲမောင်နဲ့အရိပ်မဲကြီးတစ်ခုကအချိန်နဲ့ပြန်တန်းဖြတ်ကျော်သွားခဲ့ပါတယ်။နှစ်ယောက်စလုံးလမ်းဖြတ်ပြီးတော့ကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိကြပါတယ်။အောင်ကြီးကလည်းတခုခုကသူတို့နောက်ကိုလိုက်နေပြီဆိုတော့သိလိုက်တာကြောင့်ဆိုင်ကယ်ကိုအချိန်ကုန်တင်ပြီးတော့မောင်းထွက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဖះเจ้าရှိမှာပဲအောင်ကြီးရဲ့ဆိုင်ကယ်ကဘာကြောင့်ပြချက်မှမရှိဘဲနဲ့ဆက်တည်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမိုးချင်းတန်လိုဟိန်းကနေအတန်ကြီးတခုထွက်ပေါ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးလဲကြည့်လိုက်တဲ့အခါမှာတော့ချင်းသေးယုတ်ကြီးကလမ်းရဲ့တစ်ဖက်ခြမ်းမှာရက်နေပြီးတော့သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဟဲ့အောင်ကြီးအမြန်နှိုးစမ်းပါကွာဟဲ့အမြန်နှိုးစမ်းပါအောင်ကြီးကလည်းကြောက်လန့်နဲ့ဆိုင်ကယ်ကိုအတင်းပြန်နှိုးနေရပါတယ်တစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီဟင်းသာယုတ်ကြီးကသူတို့စီကိုတဖြည်းဖြည်းနဲ့နီးကပ်လာနေသလိုပါပဲသူ့ရဲ့မျက်လုံးတွေကရဲနီနေပြီးတော့နှုတ်သီးမှလည်းသွေးတွေဆူရွှဲနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အောင်ကြီးတယောက်ကကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးတော့ဆိုင်ကယ်ကိုပစ်ချထားခဲ့ကဆရာတော်ရဲ့ကြောင်းဂုတီစီကိုအပြေးလွှားသွားပြီးတော့တကားကိုအတင်းခောက်နေပါတော့တယ်ဆရာတော်တပည့်တော်တို့ကဲပါအောင်ဖေဟင်းသာယုတ်ထုကြီးကတပည့်တော်တို့နောက်ကိုလိုက်နေလို့ပါဖေတကားတို့ဘာတွေလျှောက်ပြောနေကြရလဲကွယ်ညနဲ့တကောင်ရံကြီးဘာတွေဖြစ်နေကြရလဲဆရာတော်ကသူတို့နှစ်ယောက်စလုံးစကားတော့ကောင်းကောင်းမပြောနိုင်မနဲ့ကြောက်လန့်နေတာကိုတွေ့တော့သူတို့ကိုဟင်းသာယုတ်ကြီးရှိရာစီကိုခေါ်သွားပါတယ်ပြီးတော့ရုပ်ထုကိုလက်နဲ့2ချက်3ချက်လောက်ပုတ်ပြရင်လည်းမိတ်ပါတယ်ဒါအုတ်တွေဘီလက်မြေနဲ့လှုပ်ထားတဲ့ရုပ်ထုပဲဘလို့လို့အသက်ရှိပြီးတော့တကားတို့လိုက်ဖမ်းနိုင်ပါလဲတကယ်ပါဖေ။ तू ကပြန်အောင်ပြန်နိုင်ပါတယ်ဖေ။ကဲတော်ကြတော့
ညာနဲ့တကောင်ရဘုန်းကြီးเจ้าလာပြီးတော့နောက်ဆက်နေလို့ရှိရင်ငရဲကြည့်လိုက်မယ်နော်ဒါပေမဲ့ထူးဆန်းတဲ့ဖြစ်ရတဲ့ခုကအဲ့ဒီညမှာဖြစ်ပေါ်သွားခဲ့ပါတယ်ဟင်းသာယုတ်ကြီးနဲ့နှုတ်သီးနားမှာချိန်ဆွဲထားတဲ့ခေါင်းလောင်းတန်ကြိုးကြီးဟာရုတ်တရက်ပြုတ်ကျလာပြီးတော့ဆရာတော်ဘော်ကိုပြီးမိကဆရာတော်ပွဲချင်းပြီးပြန်လွန်တော်မူသွားခဲ့ပါတယ်ဒီဖြစ်ရကြောင့်ပဲရွာသားတွေကဟင်းသာယုတ်ကြီးရဲ့အစွမ်းသက်သည့်ကိုပို့ပြီးတော့ကြောက်လန့်ကုန်ကြပါတယ်နောက်ပိုင်းမှာတော့ဟင်းသာယုတ်ကြီးကိုတခြားကိုထွက်မသွားနိုင်အောင်လို့တန်ကြိုးတွေနဲ့အခိုင်အမာခြိထားလိုက်ကြပါတယ်အချိန်ကြီးကြာလာတဲ့အခါမှာတော့လမ်းချဲတွင်ရေးလုပ်ငန်းတွေစတင်လာခဲ့ပါတယ်လမ်းကို2လမ်းသွားကနေ4လမ်းသွားဖြစ်ပြောင်းလဲဖို့ပြင်ဆင်ကြတဲ့အခါမှာတော့ဒီဟင်းသာယုတ်ကြီးကအဟံတားဖြစ်နေပါတယ်ရုပ်ထုရဲ့ခေါင်းမိုက်နဲ့ကိုယ်တဲ့တချို့အစိပ်ပိုင်းတွေကလမ်းမတွေကိုရောက်နေတာကြောင့်အာနာပိုင်တွေကဒီရုပ်ထုကြီးကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒါနဲ့ပဲကန်ထရိုက်တာနဲ့အလုသမားအဖွဲ့တစ်ဖွဲ့ဟာဟင်းသာယုတ်ကြီးကိုဖြိုဖျက်ဖို့အတွက်ဖះเจ้าရှိကိုရောက်ရှိလာကြပါတော့တယ်ရွာသားတွေရဲ့စိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့ကြားမှာပဲအလုသမားတွေကဟင်းသာယုတ်ကြီးကိုဖြိုဖျက်ဖို့အကုန်ပြင်ဆင်ပြီးနေပါပြီဆရာသမားတို့တခုခုလောက်တော့မယ်ဆိုရင်လည်းခွင့်ပန်တာတို့အတိပေးတာတို့လုံအောင်မှာပေါ့တတိလည်းထားကြအောင်နော်ဘေးကနေဥတာစီကတတိပေးစကားပြောလိုက်ပေမဲ့လည်းကန်ထရိုက်တာမန်နေဂျာကတော့ဘာမှမကြောက်ပါဘူးဒီဟင်းသာယုတ်ကြီးနဲ့ပတ်သက်တဲ့သတင်းတွေကိုသူကြားဘူးထားပေမဲ့လည်းသူကတော့သူ့တာဝန်တိုင်းသူလုပ်နေရပဲဆိုပြီးတော့ဂယူလည်းမဆိုင်ခဲ့ပါဘူးအဲဒီညမှာတော့ကန်ထရိုက်တာမန်နေဂျာကလုပ်ငန်းခွင်ကနာကတဲထဲမှာအိပ်ပျော်နေတော့ရုတ်တရက်မြေကြီးတုံဟီးသွားလောက်အောင်ပြင်းထန်လာတဲ့အတန်ကြီးကြောင့်လန်နိုးလာခဲ့ပါတယ်အတန်ကြီးကခဏကြာမှာတော့ပြန်လည်ငြိမ်သက်သွားတာကြောင့်သူလည်းဘာဖြစ်တာလဲဆိုတာသိရအောင်တဲပြင်ကိုထွက်ကြည့်လိုက်ပါတယ်ဒါပေမဲ့လည်းတဲပြုံရောက်လို့ကြည့်လိုက်တဲ့အခါမှာတော့အမြဲရှိနေကြဟင်းသာယုတ်ကြီးကမရှိတော့ပါဘူး။သူဘာတွေဖြစ်ကုန်တာလဲဆိုပြီးတော့တူဝေနေတော့မှပဲသူ့ရဲ့နောက်ကျောဘက်ကနေကောင်းကင်တစ်ခုလုံးဖုံးလွှမ်းသွားလောက်အောင်မဲမောင်လာတဲ့အရေးမဲကြီးတစ်ခုကသူ့ခန္ဓာကိုယ်ပေါ်ကြားရောက်လာခဲ့ပါတယ်။မန်နေဂျာကကြောက်လွန်းလို့ခြေထောက်တွေတောင်မလှုပ်ရှားနိုင်တော့ပါဘူး။သတိပြန်ဝင်လာတဲ့အခါမှာတော့အသက်လူပြီးတော့ထွက်ပြေးပါတော့တယ်။သူ့ရဲ့နောက်ကလေးလံလာတဲ့ခြေတံကြီးတွေကထက်ချက်မကွာလိုက်လာပါတယ်။အရှိန်နဲ့ပြေးနေတော့မှပဲသူခလုတ်တိုက်လဲကျသွားတဲ့အချိန်ဟင်းသာယုတ်ကြီးကသူ့တက်နှင်းတော့မဲ့ဆဲဆဲမှာပဲမန်နေဂျာကထိတ်လန့်တကြားနဲ့လန်နိုးလာခဲ့ပါတယ်။အဲဒီတော့မှပဲသူကအိမ်မက်မက်နေတာမှသိလျက်ရပါတယ်။မနေ့လင်းတဲ့အခါမှာတော့မန်နေဂျာရွာသားတွေကိုသူမြင်ခဲ့ရတဲ့အိမ်မက်ကြောင်းပြန်ပြောပြလိုက်ပါတယ်။ကျုပ်ဖြင့်အိမ်မက်ထဲမှာဟင်းသာယုတ်ကြီးကလိုက်တက်နေလို့တေမတက်ကိုကြောက်သွားတာပဲဗျာ။နောက်ဆုံးမှာတော့လမ်းဦးစီးဌာနကဒီဟင်းသာယုတ်ကြီးကလမ်းမဆက်သွယ်ရေးအတွက်တကယ်ကိုအနောက်ရှက်မဖြစ်စေဘူးဆိုပြီးတော့ပြန်လဲသုံးသက်ခါဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အာနာပိုင်တွေကဟင်းသာယုတ်ကြီးကိုဖြိုဖျက်မဲ့အစီအစဉ်ကိုအပြီးအပိုင်ဖျက်သိမ်းလိုက်ကြပါတယ်။အခုလက်ရှိချိန်မှာတော့ဟင်းသာယုတ်ကြီးရဲ့ခြေထောက်မှာခတ်ထားတဲ့တန်ကြိုးတွေကိုပြန်ဖြုတ်ပေးလိုက်ပြီးတော့ဘေးနားမှာလည်းဟင်းသာယုတ်အသေးလေးကိုထပ်မံတိစောက်ထားလိုက်ပါတယ်။ရွာသားတွေကတော့အရင်တော့ဟင်းသာယုတ်ကြီးကသူ့ရဲ့သားသမီးတွေကိုလိုက်ရှာဖို့အတွက်အပြင်ထွက်နေတာဆိုပြီးတော့ယုံကြည်ကြပါတယ်။အဲဒါကြောင့်ပဲဟင်းသာယုတ်အသေးလေးတွေကိုအနားမှာထားပေးခြင်းအပြင်ဟင်းသာယုတ်ကြီးကတခြားကိုထပ်မံထွက်မသွားတော့ဘူးလို့ယူဆကြတာပါ။အခုဆိုရင်တော့ဒီဟင်းသာယုတ်ကြီးကကျောင်းရှိမှာခံကြားထဲဝါစွာရက်တည်နေသေးပါ။ရုပ်ထုကြီးတစ်ခုလုံးကိုလည်းရွှေအောင်အသစ်ပြန်လဲခြေတတ်ထားပါတယ်။တကယ်တော့ဒီဟင်းသာမင်းရုပ်ထုကြီးကိုတည်ထားရတဲ့အကြောင်းရင်းကတော့ဒီနေရာနတ်မင်းနေစံပြောရနေရာဖြစ်တယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်။နတ်ပြမအပေါင်းနဲ့တကူကြီးအရှင်မြတ်တွေကိုကြိုးစုဂုံပြုဖို့အတွက်တည်ထားတာဖြစ်ပါတယ်။လူတွေမျိုးမျိုးမြင်တွေ့ခဲ့ရတာတွေကလည်းစိတ်ထင်အောင်ထင်မှဖြစ်တာကနေတဆင့်စကားတဆင့်နာနဲ့ပြောဆိုရင်လည်းဒီနေ့ခေတ်မှာတော့ဟင်းသာယုတ်ကြီးရဲ့ဒဏ္ဍာရီဖြစ်ကြံရစ်ခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုစွန့်နှက်တိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။